အမေဖြစ်သူကတမီကြောင်းရရင်တငယ်ကျန်းတီရှိမှအရှိကွဲစီဖို့အတွက်နေတိုင်းထမင်းကြိုင်ကိုတမင်တကထူးထူးဆန်းဆန်းလေးရဲစရာကောင်းအောင်လေးပြင်ဆင်ပြီးထည့်ပေးတတ်တယ်။ဘာဖြစ်လို့လဲဆိုတော့တမီဖြစ်သူကအခုဆယ်ကျော်သက်အရွယ်ရောက်နေပြီဆိုတော့အမြဲတမ်းစိတ်ကောက်နေပြီးအမေကိုစကားတောင်ကောင်းကောင်းမပြောတော့ဘူးလေ။ဒါပေမဲ့တရက်ကြတော့အเจ้าမှာထမင်းကြိုင်ဖွင့်လိုက်တဲ့အခါထမင်းဘူးထဲမှာချစ်စရာကောင်းတဲ့ကာတွန်းပုံစံလေးတွေဖြစ်နေတော့အတန်းဖော်တွေအကောင်လုံးသူ့နာဝိုင်းလာကြရော။ဒီတော့သူ့ရဲ့တီလီနဲ့ငိန်နေတတ်တဲ့ style လည်းပြတ်သွားတာပေါ့။ကျောင်းစင်းလို့အိမ်ပြန်ရောက်တာနဲ့ကောင်မလေးကသူ့အမေစီဒေါသတကြီးရောက်ချလာတယ်။ဒါပေမဲ့အမေကတော့ပြုံးနေတာပေါ့။ဘာလို့လဲဆိုတော့၃နှစ်အတွင်းမှာပထမဆုံးအကြိမ်ဖြစ်သမီးကသူ့စီလာပြီးစကားပြောတာကိုအမေကလည်းနေ့တိုင်းပုံစံအသက်တွေလုပ်ပေးတယ်။တခါတလေဒိုးလေးမွန်ပုံစံထမင်းတခါတလေမျက်စိမြစ်ပြားနေရကြက်ဥကျော်စသဖြင့်ပေါ့။ဒါပေမဲ့၃လလောက်ကြာတော့အမေလည်းအကြံကုန်လာရော။အဲ့ဒီအချိန်မှာအမဖြစ်သူအိမ်ပြန်ရောက်လာပြီးထမင်းဘူးထဲမှာစာရေးထည့်ဖို့အကြံပေးလိုက်တယ်။အခုကျတော့ထမင်းကြိုင်ထဲမှာအစားဆောင်တဲ့အတူအိမ်ပြန်ရောက်ရင်ပကံတွေလည်းစေးအောင်တော့ဆိုတဲ့စာရူလေးတွေပါလာပြီ။အဲ့ဒါကိုကျောင်းကလူတိုင်းလည်းမြင်နေရတာပေါ့။တမီးဖြစ်သူကတော့တားထွက်ပေမဲ့တကယ်တမ်းကျတော့အလုတ်ဖြစ်သွားတယ်။အဲ့ဒီနေ့မှာပဲပထမဆုံးအကြိမ်ဖြစ်သူထမင်းစားပြီးပကံတွေဝင်ဆေးပေးပါလေရောတရက်ကြတော့အမေကသမီးရဲ့ဒါယာရီကိုတွေ့ပြီးဖတ်မိရနဲ့အကြီးကျယ်စိတ်ထိခိုက်သွားတယ်။အဲ့ဒီထဲမှာရေးခါလာကဖေဖေထွက်သွားပြီးကလေးကအမေကငါ့ကိုဘယ်တော့မှနားမလဲပေးဘူး။ငါ့ကိုအမြဲတမ်းအမလက်ထဲပဲဖြစ်ထားတာတဲ့။အဲ့ဒီကြမှာအမေလည်းသူ့ဘာရီလေးဟင်းခဲ့လဲဆိုတာနားလေသွားတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့အမေကနေ့တိုင်းသမင်းကြိုင်ပြင်းပြင်းချင်းသမီးနဲ့ပြန်နီးစပ်အောင်ကြိုးစားတော့တာပေါ့။နှစ်တည်ကြလာပြီးသမီးလည်း college ပွင့်ရမယ့်အချိန်ရောက်လာတယ်။ကုမ္ပဏီတကြီးကလည်း interview ဖြေဖို့ခေါ်တယ်။သူအရန်ပျော်ပြီးဒီသတင်းကောင်းကိုအမေကိုပြောပြချင်တာနဲ့အိမ်ပြန်လာခဲ့တယ်။ဒါပေမဲ့အိမ်ရောက်တော့အမေကအုံနောက်သွေးကြောဖွက်ပြီးလေးဖြက်နေချပြီ။ဒါတော့မှအမေကသမီးအိမ်မက်ရှိတာနောက်ကိုလိုက်သွားမှာလို့အားပေးချတယ်။ပွဲယူမယ်နေ့ကျတော့အမေကနောက်ဆုံးအနေနဲ့ထမင်းချိုင်တစ်ခုကိုဖင်ဆင်ပေးတယ်။အမေလက်ဒီတုံရင်နေပေမဲ့လက်မလျှော့ပဲလှုပ်ပေးချတယ်။သမီးကြောင်ရောက်တော့လူတိုင်းကဝိုင်းကြည့်နေကြတာပေါ့။သူနဲ့နဲ့ရှက်သွားပြီမဲ့ထမင်းချိုင်ကိုဖွင့်လိုက်တယ်။ပထမအထက်မှာတော့စားကောင်းတောက်ဖွဲတွေတွေ့ရတယ်။ဒါပေမဲ့ဒုတိယအထက်ကိုဖွင့်လိုက်တဲ့အခါမှာတော့အားလုံးတိတ်ဆိတ်ငြိမ်သက်သွားကြတယ်။အထက်မှာအစားအစာတွေနဲ့ပုံဖော်ရေးထားတဲ့ဂုံပြူလွာတကူပါနေတာကိုအဲ့ဒီမှာရေးထားတာကချစ်သမီးရေသမီးမကြိုက်တဲ့ထမင်းဘူးတွေကိုအနေက၃နှစ်လုံးပြင်ပေးခဲ့တယ်။သမီးကလည်း၃နှစ်လုံးတီးခံပြီးစားပေးခဲ့တယ်။ဒီလိုတီးခံပေးမှုနဲ့ချစ်လက်မဲ့တာအတွက်ဒီဂုံပြူလွာကိုသမီးအတွက်ပေးရပါတယ်တဲ့။ကောင်မလေးရဲ့မျက်လုံးမှာနောင်တလင်နဲ့အချစ်တွေနဲ့အတူမျက်ရည်တွေဝဲလာတော့တာပေါ့။အမေရဲ့မြစ်တာဟာသူမရဲ့ထမင်းကြိုက်လေးထဲမှာအမြဲတမ်းရှိနေခဲ့တယ်ဆိုတာကိုသူကောင်းကောင်းကြည့်နားလည်သွားခဲ့ပြီလေ။